ခွေးလေးဟာပထမဆုံးအကြိမ်ဖြစ်အသားရိုးတစ်ချောင်းကိုကောက်ရခဲ့လို့ဝမ်းသာအားရနဲ့လမ်းမအတိုင်းပတ်ပြေးနေတာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့ပါဇက်ထဲကအသားရိုးလေးပြုတ်ကျသွားပါတယ်သူဟာလူအုပ်ကြားထဲမှာအသေးတန်ပြန်ရှာပေမဲ့ရှာမတွေ့ခဲ့ပါဘူးဒီနေ့လဲဘိုင်းမောက်ရတော့မှာပဲလို့တွေးနေတော့စစ်ကြောင်းတစ်ခုလမ်းပေါ်ကဖြတ်သွားတာကိုတွေ့လိုက်ရတယ်ခွေးလေးကတော့စစ်သားတွေကိုစိတ်မဝင်စားပဲအမျိုးသမီးတစ်ယောက်ရဲ့လက်ထဲကပေါင်မုတ်ကိုပဲတငန်းငန်းကြည့်နေတာပါအဲ့ဒီအချိန်မှာစစ်တီအစ်စ်ရောဘတ်ကသူ့ကိုတတိထားမိသွားပြီးဗိုက်စာနေမှာပဲဆိုပြီးအိတ်ထဲကကုတ်ကီးတစ်ချက်ထုတ်ကျွေးလိုက်တယ်ခွေးလေးလည်းကုတ်ကီးကိုတလုတ်တင်းနဲ့မျိုးချလိုက်ပေမဲ့ဘိုက်ကမဝသေးတော့အစားအတန်ပိုရမလားဆိုတဲ့အတွေးနဲ့ရောဘတ်တို့အနောက်ကိုတက်ရင်တဲ့အထိလိုက်သွားပါတော့တယ်ကင်းတက်သားကသူ့ကိုဝင်ခွင့်မပြုလို့ပြန်လှည့်ထွက်လာတော့မှပဲမွေးကြိုင်လာတဲ့အနက်တစ်ခုကိုရလိုက်တယ်တစ်သားချက်ကြားကနေချောင်းကြည့်လိုက်တော့လေ့ကျင့်ရေးဆင်းနေတဲ့ရောဘတ်ကိုတွေ့လိုက်ရတာပေါ့သူလဲဝမ်းသာအားရနဲ့မြေကြီးကိုတွင်တူပြီးတက်ထဲကိုခိုးဝင်သွားခဲ့တယ်အနက်ခံရင်လိုက်သွားလိုက်တာမိဖို့ချောင်းကိုရောက်သွားပြီးစပွဲပေါ်ကဝက်နံရိုးတွေကိုမြင်တော့သွားရည်ကျနေတာပေါ့ဒါပေမဲ့အသားခုတ်သားနဲ့အခုတ်ခံရလူနီးပါဖြစ်သွားလို့ကြောက်လန့်တကြားထွက်ပြေးရင်းစစ်သားတယောက်ကိုဝင်တိုက်မိပါလေရောကြည့်လိုက်တော့သူလိုက်ရှာနေတဲ့ရောဘတ်ဖြစ်နေတာပါရောဘတ်ကသူ့ကိုမြင်တော့လန့်သွားပြီးလူမြင်မခံရအောင်မျက်ရည်ပြပြီးအတင်းနဲ့ထုတ်ပေမဲ့လေ့ကျင့်ရေးဆရာကမြင်သွားပါပြီတော်သေးတာကဆရာဖြစ်သူကစိတ်မဆိုးတဲ့အပြင်ရောဘတ်ကိုပဲတေချာဆောက်ရှောက်ဖို့မှာခဲ့ပါတယ်လေ့ကျင့်ရေးစတဲ့အခါခွေးလေးကလည်းစစ်သားတွေနဲ့အတူတန်းစီပြီးအလေးပြုနေလို့အားလုံးကရေမောပျော်ရွှင်သွားကြတယ်အဲ့ဒီအချိန်ကစပြီးခွေးလေးဟာတက်ထဲမှာပဲနေခွင့်ရသွားပြီးစစ်သားတွေနဲ့အတူလေ့ကျင့်ရေးတွေဆင်းပါတယ်နောက်ပိုင်းမှာတော့သူဟာအမိန့်တွေကိုကောင်းကောင်းနားလည်လာရုံနဲ့မကပဲပြစ်မှတ်တွေကိုတွားကောက်ပေးတဲ့အလုပ်မှလည်းအတော်ဆုံးဖြစ်လာခဲ့ပါတယ်အားလုံးကသူ့ကိုချစ်လွန်းလို့စတက်ပြီးစတာပေးလို့နာမည်ပေးလိုက်ကြတယ်ဒါပေမဲ့ပျော်စရာအချိန်တွေကတိတ်မကြပါဘူးတရက်မှာတော့ဗိုလ်ချုပ်ကြီးကစစ်ဆေးရေးဝင်ရင်စတက်ပြီးကိုတွေ့ပြီးဒေါသထွက်ပါတော့တယ်အဲ့ဒီမှာရောဘတ်ကတတိရှိရှိရှေ့ထွက်ပြီးဒါကသူ့ခွေးဖြစ်ကြောင်းဝန်ခံကအလေးပြုလိုက်တယ်စတက်ပြီးကလည်းပါနတ်စွာနဲ့ရောဘတ်လုပ်တယ်လို့လိုက်လုပ်ပြလိုက်တာကိုမြင်တော့ဗိုလ်ချုပ်ကြီးကသဘောကျသွားပြီးစတက်ပြီးကိုစစ်ခွေးအဖြစ်နေခွင့်ပြုလိုက်ပါတယ်မကြခင်မှာပဲသူတို့တပ်ဟာအနေရများတဲ့စစ်မြေပြင်ကိုတွားဖို့အမိန့်ကျလာတယ်ဗိုလ်ချုပ်ကြီးကစတက်ပီကိုခြံထားခဲ့ဖို့ပြောတာကြောင့်ရောဘတ်စိတ်မကောင်းဖြစ်နေတော့စတက်ပီကသူ့တခင်နောက်ကိုခိုးလိုက်ဖို့ကြိုးစားပါတော့တယ်။သူဟာကျိုးကိုကိုက်ဖြတ်ပြီးတင်မောစိတ်ထိပြေးလိုက်သွားခဲ့တယ်။ဂိတ်မှာတားဆီးခံရပေမဲ့ဂုံတစ်တာလည်းခိုးဝင်ပြီးတင်မောပေါ်ထိရောက်သွားခဲ့တာပါ။ရောဘတ်နဲ့ပြန်တွေ့တော့ဝမ်းသာစရာဖြစ်ခဲ့ပေမဲ့တက်ချက်ကြီးကတွေ့သွားပြန်တယ်။ဒါပေမဲ့စတက်ပီကသူ့ရဲ့လိမ္မာပါနှံ့မှုကိုပြသနိုင်ခဲ့လို့နောက်ဆုံးမှာကိုပိုင်စစ်ခွေးလက်မှတ်တောက်ထိုက်တောင်ရရှိခဲ့ပါတယ်။စစ်မြေပြင်ကိုရောက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးကရှုံလွန်တွေကြွက်တွေနဲ့တနက်တန်တွေကြားမှာအရန်ကိုကြောက်စရာကောင်းနေပါတယ်။ဒါပေမဲ့စတက်ပီကတော့မကြောက်မရွံ့ပဲစစ်သားတွေရဲ့ရိတ်ခါကိုခိုးစားတဲ့ကြွက်တွေကိုနှိမ်နှင်းပေးခဲ့တယ်။ဘုံတန်တွေကြားမှာရောဘတ်ကစတက်ပီကိုသူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးခဲ့တယ်လို့စတက်ပီကလည်းသူ့ရဲ့ထူခဲ့တဲ့အနက်ခံအာယုံနဲ့အပြက်စီးတွေအောက်မှာပိတ်မိနေတဲ့စစ်သားတယောက်ကိုရှာဖွေတွေ့ရှိပြီးအသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီစစ်သားကလည်းစတက်ပီကိုလှဲလျောင်းနေတဲ့စင်ပေါ်ကနေကျေးဇူးတင်စကားပြောခဲ့ပါတော့တယ်